ကျွန်တော်တို့ကတော့စစ်ကောင်စီကလုံးမဲ့ရွေးကောက်ပွဲလုံးဝဘယ်လိုမယုံကြည်မရှိပါဘူးဗျဟုတ်ကဲ့စစ်ကောင်စီလုံးမဲ့ရွေးကောက်ပွဲကိုတော့ကျွန်တော်တို့လက်ခံလို့မရပါဘူးရွေးကောက်ပွဲဆိုတာတိုင်းပြည်တစ်ခုမှာပြည်သူတွေအကုန်လုံးပါဝင်ပြီးတော့လှုပ်ဆောင်ရတဲ့ပွဲမျိုးအခုကအာဏာရှင်ကသူ့ရဲ့ထွက်ပေါက်အတွက်သူ့အာဏာရရှိမှုအတွက်တနေရာလေးတွေကွက်လုပ်တဲ့ရွေးကောက်ပွဲမျိုးကျွန်တော်တို့ပြည်သူတွေအနေနဲ့နိုင်ငံဝန်ထမ်းတွေလုံးဝလည်းမခံပါဘူးဒါကစစ်ကောင်စီရဲ့ထွက်ပေါက်ပါကျွန်တော်တို့ကထောက်ချောက်ပြီးပါလို့ကျွန်တော်ကတော့မြင်ပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ဒီရွေးကောက်ပွဲကိုလက်မခံနိုင်ပါဘူးခင်ဗျာကျွန်တော်တို့ရဲ့စိတ်ခံစားမှုအရတော့ရှင်းပါတယ်စစ်ကောင်စီကနေပြီးတော့အာဏာရှင်စနစ်ကပေါ့နော်အာဏာရှင်စနစ်ကနှောက်မှုချုပ်ကန်ပြီးတော့သူတို့ရဲ့လွတ်လပ်မှုအတွက်သူတို့ရဲ့အာဏာရရှိမှုအတွက်လှုပ်ဆောင်တဲ့ဟာတွေအားလုံးကိုကျွန်တော်တို့မှလက်မခံပါဘူးဘယ်လိုဘီနဲ့အဖြေပဲထွက်လာကျွန်တော်တို့လက်မခံပါဘူးဒီဟာကိုကျွန်တော်တို့ကပြင်းပြထန်ထန်ကောက်ွက်ပါတယ်ဒါကကျွန်တော်တို့ပြည်သူတွေနဲ့ဆိုင်တဲ့ကိစ္စမဟုတ်ပါဘူးဒါသူတို့အတွက်သူတို့လုပ်တဲ့ကိစ္စဖြစ်တဲ့အတွက်ပြည်သူတရားလုံးအနေနဲ့လည်းဘယ်လိုမှလက်ခံနိုင်မှာမဟုတ်ပါဘူးဒါကိုတော့ပြောချင်ပါတယ်ဗျစီရီယန်အနေနဲ့ကတော့အခက်အခဲတွေအများကြီးကိုကြော်ဖြတ်နေရတာပေါ့လေစီရီယန်ဆိုနိုင်ငံဝန်ထမ်းဆိုတာကရှင်းရှင်းပြောမယ်ဆိုရင်လစာနဲ့အလုံးနဲ့ရှိမှသူတို့ဘဝလေးတွေရပ်တည်နိုင်တယ်သူတို့မှစာဝန်နေကြီးမပြေလဲကြဘူးအခြေခံစာဝန်နေကြီးပေါ့လေဘယ်လိုပြောမလဲနေရာထိုင်ခင်းနောက်တစ်ခါကျမကြီးစာဝန်နေကြီးပေါ့နော်စာဖို့အတွက်ဘိုးဖို့အတွက်ဒါတွေတစ်ခုမှမပြေလဲဘူးဒါပေမဲ့ကျွန်တော်တို့9နှစ်တော့ဘာလို့သိခံနိုင်ကြရလဲကျွန်တော်တို့ဘာဖြစ်လို့9နှစ်လောက်ဒီအပေါ်မှာကျွန်တော်တို့စိတ်တက်တည်ပြင်ထိုင်ကြတာလေဒါကရှင်းရှင်းလေးပဲကျွန်တော်တို့တွေဟာလူအခွင့်အရေးလည်းမရှိဘူးအလုပ်သမားအခွင့်အရေးလည်းမရှိဘူးနိုင်ငံသားအခွင့်အရေးလည်းမရှိဘူးဒီလိုအခွင့်အရေးတွေဆုံးရှုံးခဲ့ရတယ်နှစ်ပေါင်းများစွာဆုံးရှုံးခဲ့ရတယ်ဒါတွေကိုမြဝထင်တင်ခံစားလာတဲ့အခါကျွန်တော်တို့ဒီဘဝတဲ့ဆိုးတဲ့ဘဝမရှိတော့ဘူးဆိုတာကိုအားလုံးကတက်ထိုင်တာဒါတကယ်တမ်းပြောမယ်ဆိုရင်ကြုံနေလို့လုပ်နေရတဲ့လူတွေဒီသူတို့ဒီနောက်ဒီတက်လာမဲ့ position ရအစိုးရပဲဖြစ်ဘာပဲဖြစ်ပေါ်သူတို့ရွေးကောက်ထားတဲ့လူတွေတက်လာရင်လေဒါကိုသူတို့ယုံကြည်မှာမဟုတ်ဒီလိုအာဏာရှင်စနစ်ကိုသူတို့လုံးဝလက်မခံနိုင်တော့ဘူးဘာဖြစ်လို့နှစ်ပေါင်းများစွာသူတို့ခံစားခဲ့ရတယ်သူတို့ဘဝတွေလည်းပိတ်ဆက်ခဲ့ရတယ်ကောင်းလို့နဲ့သူတို့တိခံခဲ့ရတယ်နှစ်ပေါင်းကြာလာရောင်နေလာတဲ့အချိန်မှာပြည်သူ့ဆိုတာလက်ထက်မှာဒီမိုကရေစီရဲ့အမှုအသက်လေးကိုရောင်နေလေးကိုမြင်ရပြီးခံစားရတဲ့အချိန်မှာနောက်ပြန်လှည့်သွားတယ်ဒီအတွက်သူတို့ကဘယ်တော့ခံစားရမလဲငါတို့လူဖြစ်တော့မှလားလို့ထင်နေရတယ်ကြုံဘဝပြန်ရောက်သွားတယ်အဲ့လိုသူတို့လုပ်တဲ့အလုံးနဲ့ပတ်သက်ပြီးဒီနိုင်ငံဝန်ထမ်းတွေဘယ်တော့မှလက်မခံဘူးအဲ့တော့သူတို့ဒီနောက်ဆုံးတေကာမှတေရောရရရိတ်နဲ့သူတို့ဘဝကိုသူတို့ရက်တည်ပြီးဆက်လက်ရုန်းကန်မယ်လို့ကျွန်တော်တို့မြင်တယ်ချို့တော့ရှိနိုင်ပါတယ်ဒါကျွန်တော်တို့လည်းချွင်းချက်နေတယ်သတ်မှတ်တယ်ဘလူမှရှောင်ရှားလို့မရတဲ့လူတွေကတော့သူတို့ရဲ့စိတ်ထဲမပါဘဲမဲ့ပေါ့လေပါဝင်ရတဲ့ဟာမျိုးလေးတွေတော့ရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ဒါလည်းအများစုမဟုတ်ဘူးအများစုကတော့လုံးဝလက်ခံမှာမဟုတ်ဘူးဘဝကိုရက်တည်တဲ့နေရာမှာအချိန်ကြာကြီးရက်တည်လာကြပြီး9နှစ်ဆိုတဲ့အတိုင်းအတာတစ်ခုဟာလည်းတဲ့အချိန်တိုင်းတာတစ်ခုမဟုတ်ပါဘူးသူတို့တွေလည်းဒီနေ့ဒီချိန်မှာတော့ကိုယ်ပိုင်ဝင်လေးတွေရနိုင်တဲ့အလုပ်လေးတွေကိုယ်ပိုင်သူတို့အနေနဲ့သင်ကြားနိုင်တာလေသူတို့လေ့လာနိုင်တာတွေနဲ့သူတို့ဘဝတွေကိုဆက်လက်ပြီးရက်တည်ကြအောင်သူတို့မှာခွန်အားတွေရှိနေပြီအဲ့ဒီခွန်အားတွေနဲ့သူတို့ဟာဆက်လက်ပြီးတော့တောက်ခံနိုင်မယ်လို့ကျွန်တော်တို့မြင်ပါတယ်ဗျဟုတ်ကဲ့ကျွန်တော်ကတော့စီဗီယန်တယောက်ပါပဲเนาะစီဗီယန်တယောက်ပါကျွန်တော်တို့ကတော့စစ်ကောင်စီကလုံးမဲ့ရွေးကောက်ပွဲလုံးဝဘယ်လိုမယုံကြည်မရှိပါဘူးဗျယုံကြည်ရှိသူတို့ရဲ့ဘယ်လိုပြောမလဲသူတို့ရဲ့စိတ်ဓာတ်နဲ့သူတို့ရဲ့သူတို့လောက်ရတိုင်းကိုကျွန်တော်တို့ကအယုံကြည်မရှိပါဘူးဒါကြောင့်လည်းစီဗီယန်လောက်လာပါเนาะကျွန်တော်တို့ကတော့မရှိပါဘူးလက်ပြန်ဝင်ဖို့လည်းအစီအစဉ်လုံးဝမရှိပါဘူးယုံကြည်လုံးဝမရှိပါဘူးဗျဟုတ်ကဲ့ကျွန်တော်ဒီမှာပဲဒီကတော့လူအလုံးဒီကိုစုပေါင်းပြီးရက်တည်နေကြတာပေါ့နော်ဒီတိုင်းပဲဆက်သွားနေမှာပါကျွန်တော်တို့ကတော့အများတန်းဒေါ်လာရေးကိုပြီးသည့်အထိဆောင်ရွက်တော့မှာပါဒေါ်လာရေးအောင်မြင်မယ်လို့လည်းကျွန်တော်မှယုံကြည်ချက်ရှိပါတယ်ဒီတိုင်းပဲဆက်သွားနေမှာဗျ
လုံးကြောက်ဟိုရင်ကစိတ်ကောင်းကြီးလည်းလုံးကြောက်မျိုးလူကြီးရောလည်းမင်းတော့မောင်ခင်ရောကုန်ပြီတန်းချစ်တယ်တင်းစိန်ကြီးလည်းမေစုလို့တက်တဲ့9နှစ်မှာစီစီကြတာအကုန်လုံးပါဝင်နေသူတို့ကြာနာတင်းလဲတော့ပဲဝင်နေမှလက်မကောင်ကျွန်တော်လည်းလက်မကောင်လာကြအောင်ကျွန်တော်ဆုံးပြီးတန်တော့ဝင်လာရမ်းမတော့ဘူးခေါ်လည်းမတော့ဘူးဗျာမဲလည်းမထည့်ဘူးဗျာဘာလည်းမတော့အဲ့လိုပဲအဲ့ဒါကျွန်တော်တို့ကျွန်တော်ဒီတော်လိုင်းပြင်းချင်းရှေ့ရလာချင်းပြုံးရဖြစ်ဆက်ပြီးတော့ပါမယ်ဖြစ်တယ်တော့မကြလို့စီပြန်လောက်လာဟုတ်လေတော့မကြဘူးသုံးလေးကိုနော်သုံးလေးကောင်းတယ်ဒီရစီပြန်မှာလူကြောင်းဆောင်းတော့ရင်းလည်းမကြိုက်ဘူးခုလည်းမကြိုက်ဘူးနောက်လည်းမကြိုက်ဘူးရွှေဆိုင်တွေအနေနဲ့ရွှေစည်းနှုန်းအပြောင်းလဲမဖြစ်စေဖို့ရွှေစည်းကွက်တည်ငြိမ်စေဖို့အတွက်ကန်ဆယ်မဲတွေနဲ့အလားတန်တူတဲ့ promotion စင်းနဲ့နီးလန်းတွေမပြုလုပ်ရဘူးလို့စစ်ကော်မရှင်ကညွှန်ကြားထားတဲ့အကြောင်းရွှေလုပ်ငန်းရှင်တူကပြောပါတယ်။ရန်ကုန်တိုင်းဒေသကြီးအဖိုးတန်တပ်ထုရွှေရောင်းဝယ်သူများအသင်းရဲ့ရွှေဆိုင်တွေမှာအကောင့်ထဲပေါ်ဆောင်ရွက်ရေးအရာရှိတွေခန့်အပ်ထားရမယ်ဆိုတဲ့ထုတ်ပြန်ချက်အတွင်းအထက်ပါအချက်ကိုထည့်သွင်းဖော်ပြထားတာပါ။ဒီလိုခန့်အပ်ထားတဲ့အထောက်အထားတွေကိုလည်းရွှေဆိုင်တွေမှာထားရှိရမယ်လို့အသင်းကပြောဆိုထားပြီးဒီအရာရှိကအသင်းရဲ့သတ်မှတ်ချက်တွေကိုရွှေဆိုင်ကလိုက်နာခြင်းရှိမရှိကိုစောင့်ကြည့်ရမှာဖြစ်တယ်လို့ရွှေဆိုင်ပိုင်ရှင်တူကပြောပါတယ်။ဒီသူတို့ချမှတ်တဲ့အချိန်ကနေဒီဆိုင်ကလိုက်နာမလိုက်နာအတွင်းလူတွေကစစ်ဆေးပေးဖို့ပေါ့။အဲ့ဒီအတွက်ကျွန်တော်တို့စာရသူတယောက်တင်တော့တက်ခိုင်းရတယ်။ဆိုင်မန်နေဂျာဖြစ်တရားရောက်သူတို့အဲ့ဒီအကောင့်ထဲပေါ်ရရှိတင်တယ်လို့ရှိတယ်။ဟောပြောပွဲပါပဲ။ဒီကတော့တက်ပြီးလို့ရှိရင်သူတို့ certificate ထုတ်ပေးတာပေါ့နော်။အဲ့လူကကိုယ်ဆိုင်မှာရှိနေရမယ်တစ်ဆိုင်ကိုတရားသူတို့တင်တဲ့တစ်ဆိုင်ဆိုမရှိလို့ရှိရင်ဒါသူတို့စီကတဲ့လည်းမမြည်ဘူး။ဆိုင်မှာလည်းကျွန်တော်တယောက်ခံတာလေလို့ဆိုင်ကဝင်နေမန်နေဂျာပေါ့နော်။ရာတူကြီးတယောက်သွားပြီးတော့တက်ခိုင်းပြီးတော့ဆိုင်မှာပြန်ခံတာလေပြောလို့ရှိရင်သူတို့ကဒီစီကန်းချက်တွေကသူတို့ဖမ်းကျင်ဆိုင်ထဲဝင်ဖမ်းလို့ရတယ်ဝင်သိမ်းလို့ရတယ်အဲ့ဒီစီကန်းချက်တွေထုတ်လာတာပေါ့အဲ့တော့ဒီသူတို့နဲ့မကြီးဖြစ်တယ်ပေါ့မင်းသားမင်းတွေခေါ်တာကားတွေမဲဖောက်ပေးတယ်အေးမဲဖောက်ပေးတယ်ဒါမျိုးတွေလုပ်လို့မရတော့ဘူးပေါ့သူတို့ကကျတော့ဒါမျိုးတွေလုပ်လို့ရှိရင်ဒီအပတ်ဆက်တွေကဝယ်သူတွေရဲ့အရောတွက်ထဲကိုသွားတယ်အဲ့တော့ပစ္စည်းတွေကပိုသေးကြီးလာတယ်ပေါ့နော်အားကြောင့်မသေးတက်တယ်ပေါ့အားကြောင့်လေးတွေမတက်အောင်ဒါမျိုးတွေမလုပ်ရဘူးသူတို့တားမြစ်ထားတာကယ်ဆယ်မဲလုပ်လို့မရဘူးမဲတွေလုပ်လို့မရဘူးဒါမျိုးတွေကျွန်တော်တို့လည်းနေပြီးတော့ခေါ်ပြောတယ်ရွှေဆိုင်တွေအနေနဲ့ရောင်းအတွက်လူမှုကွန်ရက်စာမျက်နှာတွေမှာကြော်ညာတွေအမျိုးမျိုးပေးပြီးရောင်းချလာတာကိုလည်းအာဏာသိမ်းပြီးနောက်မှာပို့ပြီးတွေ့လာရပါတယ်ဒါ့အပြင်ရွှေဝယ်ရောင်းခြင်းနဲ့သက်ဆိုင်တဲ့ငွေကြေးလွှဲပြောင်းဆောင်ရွက်မှုတွေကိုစစ်ကော်မရှင်ရဲ့ဗဟိုဘဏ်ကထုတ်ပြန်ထားတဲ့အမိန့်ကြော်ညာစာညွှန်ကြားချက်လုံထုံးလုံနည်းတွေနဲ့အညီဆောင်ရွက်ရမယ်လို့လည်းရန်ကုန်တိုင်းဒေသကြီးအဖိုးတန်တပ်ထုရွှေရောင်းဝယ်သူများအသင်းစီကနေသိရပါတယ်အဲ့ဒီလိုဆောင်ရွက်ရမှာကျပ်သိန်း200ကျော်မယ်ဆိုရင် MMQR စနစ်နဲ့ငွေပေးချေမှုပြုလုပ်ရမှာဖြစ်ပြီးကျပ်သိန်း1000အထက်အယောင်းဝယ်ပြုလုပ်မယ်ဆိုရင်ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ကိုမပြတ်မကွက်သတင်းပို့ရမှာပါကျေးဇူးဖြစ်နေမလားဆိုတော့ကိုကသူစောက်ကြီးတိုင်းလုပ်မယ်ဆိုရင်တော့ဖြစ်တာပေါ့လေ။ဒါပေမဲ့တော်တော်များများသူ့တိုင်းမှာမလုပ်ပဲ။ရောင်းလည်းဘယ်လောက်ဝယ်လဲသိရအောင်ပေါ့။ဒါတွေကဘာမှမထူတာလူတိုင်းကပြောမလဲဟိုပုံမှန်တိုင်းလုပ်နေကြတာပဲ။သိန်း200ထက်ဆိုရင်သိန်း200ဆိုလို့ရှိရင်ဒီနေ့ပေါက်စင်းနဲ့ပြောမယ်ဆိုလို့ရှိရင်ဟိုဟာလောက်ပဲရှိတာ။3ချက်လောက်ပဲရှိတာ။အဲ့တော့3ချက်သားလောက်ရောင်းဝယ်နေတာသူတို့ MMQR နဲ့ချေရမလို့ဖြစ်နေတာပေါ့။ဒါပေမဲ့လက်တွေ့မှာတော့မဟုတ်ပါဘူးရိုးရိုးအကောင့်လေး MMQR ပြောရရင်စိုင်နေနဲ့ရှိတာပေါ့နော်ရိုးရိုးအကောင့်သုံးလိုက်တယ်ဒါသိမှမသိပဲသူတို့သိမှမသိရကွန်ပျူတာကောင်းနဲ့သုံးတယ်အာနာသိမ်းပြီးနောက်ပိုင်းရွှေဈေးတွေအစမတန်မြင့်တက်လာခဲ့တာကိုစစ်တပ်ကဈေးကွက်သဘောတရားအတိုင်းမဖြည့်ရှင်းပဲအာနာဇက်နဲ့ဖြည့်ရှင်းဖို့ကြိုးစားခဲ့လို့9နှစ်အတွင်းအကယ်ဒမီမီလင်းရွှေ16ပဲရေတစ်ချက်သားကို85သိန်းကျော်အထိမြင့်တက်ခဲ့ပါတယ်ဈေးကွက်တည်ငြိမ်အောင်တော်လဲနီလန်းတွေနဲ့စ조사မှုကြောင့်အချိန်တိုင်းလိုဈေးနှုန်းတွေပြောင်းလဲမှုဒီကနေ့အထိကြုံနေရဆဲဖြစ်တယ်လို့ရွှေကုန်သည်တွေစီကသိရပါတယ်ဒီကနေ့နိုဝင်ဘာ29ရက်ပြင်ပရွှေဈေးကတော့အခောက်ရွှေတစ်ကျပ်သားကိုကျပ်88သိန်းဝန်းကျင်မှာရှိနေပြီး15ပဲရေဈေးကတော့တစ်ကျပ်သားကိုကျပ်83သိန်းဝန်းကျင်မှာရှိနေပါတယ်ဈေးကွက်တည်ငြိမ်အောင်ရွှေဆိုင်တွေကိုသတ်မှတ်ဈေးနဲ့ရောင်းဖို့ညွှန်ကြားထားတဲ့စစ်ကော်မရှင်ဩဇာခံရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းရဲ့ဒီကနေ့သတ်မှတ်ဈေးကတော့အခောက်ရွှေတစ်ကျပ်သားကိုကျပ်59သိန်း8000သာဖြစ်ပါတယ်ကန်ဆယ်မဲကြော်ညာတွေလေပတ်ကားတွေကြောင့်ဒီလိုနီးတွေဟာရွှေဈေးကွက်ကိုမတည်ငြိမ်စေတဲ့အကြောင်းရင်းတစ်ခုဖြစ်တယ်လို့စစ်ကော်မရှင်ကယူဆထားပြီးဈေးကွက်တည်ငြိမ်အောင်အမျိုးမျိုးစည်းကမ်းချက်တွေထုတ်နေတာဟာမြေပြင်မှာအလုံးမဖြစ်ဘူးလို့လုပ်ငန်းရှင်တွေကမှတ်ချက်ပေးပါတယ်လုပ်ငန်းရှင်တွေကတော့စစ်ကော်မရှင်ရဲ့ကြေညာချက်တွေနဲ့စည်းကမ်းချက်တွေဟာရွှေဈေးကွက်ကိုဝင်ရောက်ထိန်းကျောင်းနိုင်တဲ့နည်းလမ်းမှန်တွေမဟုတ်ဘဲရွှေဈေးကွက်ကကမ္ဘာဈေးနိုင်ငံခြားငွေလဲနှုန်းနဲ့မြန်မာငွေကြေးခိုင်မာမှုတွေအပေါ်မှာသာမူတည်တယ်လို့ထောက်ပြပြောဆိုနေ